မြန်မာငွေကျပ်3000ရှိုံများနဲ့ထမင်းအရန်စားကောင်းတဲ့ဟင်းပွဲတစ်ခုချက်ပြမယ်ဆိုရင်ယုံနိုင်မလားကြာချိန်လေးကတော့3မိနစ်ပါပဲเนาะဒီဟင်းပွဲလေးကတော့ဂရင်းမကောင်းတဲ့သူတွေတနေ့ဘာချက်စားလို့ချက်စားရမှန်းမသိတဲ့သူတွေထမင်းစားမမိန်တဲ့သူတွေအတွက်အရွယ်တာဖြစ်ပါတယ်ရှင်ကဲ channel ကကမွန်းကျင်ကလေးတွေကိုခူပါမယ်ရှင်ပြီးရင်တော့ချွေပြီးတော့ရေသေးချာဆေးပါမယ်ရှင်ပြီးရင်တော့ကြက်သွန်လေးတစ်လုံးကိုပါလှီးပါမယ်ကြက်သွန်ပြူလေးတွေကိုလည်းပါနှုတ်ကလေးတွေဆင်းပေးပါမယ်ပြီးရင်တော့ငရုတ်စုံထဲမှာကြက်သွန်နီကြက်သွန်ပြူတို့ကိုငရုတ်သီးခွဲကြံအယောင်တင်မှုအနေငယ်နဲ့ရောပြီးတော့ထောင်းပြီးတော့တေချာညံ့အောင်ထောင်းပေးပါမယ်ရှင်ပြီးရင်တော့ငပိစိမ့်သားအနေငယ်ကိုရီလေးဖြောပေးထားပါမယ်မိဖို့ဖွင့်ဒဲအိုးလေးတင်ပြီးတော့စီလေးနဲ့ငယ်ထည့်ပါမယ်ပြီးရင်တော့နွန်းကလေးထည့်ပါမယ်ပြီးရင်တော့ထောင်းထားတဲ့ငရုတ်သီးလေးကိုထည့်ပြီးတော့ကြော်ပေးပါမယ်ရှင်ကဲငရုတ်သီးစီတက်တာကကြက်သွန်လေးတွေနွမ်းလာပြီဆိုရင်တော့ပစွန်ကြောက်ကလေးအနေငယ်ထည့်ပြီးတော့ကြော်ပေးပါမယ်ရှင်ပစွန်ကြောက်ကလေးကျွတ်လာပြီဆိုလို့ရှိရင်တော့စောစောကဖြော်ထားတဲ့ငပိစိမ့်သားလေးတွေကိုထည့်ပြီးတော့တခါတည်းကြော်ပေးပါမယ်ရှင်ဒါမှသာငပိနံလေးပြောင်းမှာဖြစ်ပါတယ်ပြီးရင်တော့ချွေထားတဲ့ကမွန်းကျင်ရွက်ကလေးကိုတခါတည်းထည့်ပြီးတော့လုံပါမယ်ရှင်အရသာအတွက်ကတော့ကြက်သားမုတ်ကလေးအနေငယ်အချုံမုတ်ကလေးအနေငယ်ငါးငပြားကြီးလေးအနေငယ်ထည့်ပါမယ်ရှင်ပြီးရင်တော့တေချာနှံ့အောင်မွေးပေးပါမယ်ရှင်တဖြည်းဖြည်းနဲ့ကမွန်းကျင်ရွက်ကလေးဣလာပြီဆိုလို့ရှိရင်တော့ငရုတ်သီးစိမ့်လေးကိုအပေါ်ကနေဖြူပေးပါမယ်ရှင်ပြီးရင်အနံ့လေးပုံမွေးစီဖို့အတွက်ငရုတ်သီးစိမ့်လေးကိုခြာကနေမှတစ်ခါထပ်ပြီးတော့ဖြူပေးပါမယ်ရှင်ကဲထမင်းစားလို့အရန်ကောင်းပြီထမင်းစားမိန်စီတဲ့အရန်အရသာရှိပြီးတော့စားလို့အရန်ကောင်းတဲ့ကမွန်းရဲ့ကြော်လေးရပါပြီရှင်သူနဲ့တွဲစားဖို့အတွက်စီလေးအနေငယ်ထည့်ပါမယ်မြေပဲဆန်လေးကိုကြော်ပေးပါမယ်ရှင်ဒီကမွန်းရဲ့ကြော်နဲ့မြေပဲလေးကအတွဲအဆက်ကအရန်ကိုလိုက်ဖက်ညီပါတယ်ရှင်ကဲထမင်းစားကြပါအောင်ရှင်စနီးလေးကလွယ်တယ်နော်အခုလိုမျိုးထမင်းမိန်စီမယ်ဟင်းလျာလေးတွေကိုခဏချက်ပေးသွားပါအောင်မယ်တငယ်ချင်းတွေရဲ့အိမ်မှာကကမွန်းကျင်ရွက်ကိုဘယ်လိုနည်းလေးနဲ့ချက်စားတတ်တယ်ဆိုတော့ကိုမတ်မှာအတွေ့အကြုံလေးတွေမျှဝေပေးသွားပါအောင်နော်ကုံကြတက်တာပြီးထမင်းမိန်စီမယ်ချက်ပြုတ်နည်းတွေကိုနောက်ဗီဒီယိုလေးမှာဝေမျှပေးမှာဖြစ်လို့အပေါင်းလေးနှိပ်အသေးလေးပေးခဲ့ဖို့လည်းမမေ့နဲ့နော်အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်